အားလုံးပဲမင်္ဂလာပါစွတ်တူလင်ဘလော့ကနေကြိုဆိုပါရစေဒီနေ့တင်ပြခြင်းတဲ့အကြောင်းအရာလေးကမန်ချက်စတာယူနိုက်တက်နီးပြရိုဘင်အာမိုရင်ပေါ့နော်ဒီယူရိုပါလီဖိုင်နယ်အတွက်အင်တာဗျူးရဲ့ဒီလာမဲ့ကမ်မဲပရီးမီးယားလိချက်စီနဲ့ဝေးဝန်းကမ်မဲပွဲရောအင်တာဗျူးလေးအကြောင်းသုံးသပ်တင်ပြခြင်းပါတယ်UEFA ဖိုင်နယ်မှာဆိုရင်ရိုဘင်အာမိုရင်ကမန်ချက်စတာယူနိုက်တက်က staff တွေပေါ့နော်မိသားစုဝင်အယောက်30ကိုသူကတစ်ကက်ဝယ်ပြီးတော့လာရောက်ကြည့်ရှုခွင့်ကိုသူကလှုပ်ဆောင်ပေးခဲ့တယ်အဲ့အတွက်လည်းသူလုံနိုင်တဲ့လောက်လုပ်ပေးခဲ့တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအသင်းဘိုလူဝဲမှာဒီသူတို့ရဲ့ပြည်သက်တွေပေါ့နော်တကယ်အင်းနဲ့အားနဲ့ကစားသမားတွေအတွက်အားပေးဖို့စိတ်ခွန်အားရဖို့ပေါ့နော်ဒီအားပေးမှုတွေကိုသူတို့ကစားသမားတွေလိုအပ်တယ်ဒါကြောင့်သူ့ရဲ့အသင်းမှာဒီ positive energy တွေလိုအပ်တယ်ဆိုပြီးတော့သူတက်နိုင်တဲ့ဘက်ကနေလှုပ်ဆောင်ပေးခဲ့တာပါတဲ့ဒီလက်ရှိဝန်ထမ်းတွေရဲ့အပြောင်းလဲအဖြုတ်တက်တွေကမကြခင်မှာပိုကောင်းတဲ့ဟာတွေဖြစ်လာမှာပါတဲ့ဖြစ်အောင်သူလည်းဝိုင်းကူပြီးတော့စူးစမ်းပေးနေပါတယ်တဲ့ပြီးတော့လေသူကဒီပြိုင်ပွဲချန်ပီယံဖြစ်ဖို့သေချာလားဆိုတော့သေချာပါတယ်တဲ့ဒီပြိုင်ပွဲကသူ့အတွက်ချန်ပီယံဖြစ်ဖို့အတွက်သေချာဘာကြောင့်လဲဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းကြီးရဲ့အရှိန်အဝါရှိပါတယ်တဲ့တန်ဟန်လက်ထက်မှာကစားခဲ့တဲ့ပွဲတောင်မှဘိုလူပွဲဆိုရင်ခြေစွမ်းကတစ်မျိုးပြောင်းပြီးတော့လှုပ်ဆောင်ပေးနိုင်ပါတယ်တဲ့ဒါကြောင့်ဒီအသင်းရဲ့အစဉ်လာနဲ့တမိုင်းရကစားသမားတွေရဲ့စိတ်ဓာတ်နဲ့ဒီအားပေးတဲ့သူဖန်တွေရဲ့ပေါင်းဆက်ပြီးတော့ဒီပွဲရသူ့အတွက်ချန်ပီယံဖြစ်မဲ့ပွဲပါလို့သူပြောတယ်ပြီးတော့လေချန်ပီယံလိကစားဖို့ချန်ပီယံလိသူအနေနဲ့ပြောရရင်တော့တဲ့ချန်ပီယံလိကိုအများတန်းသူကစားခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ချန်ပီယံလိကဒါလင်အသင်းတစ်သင်းကကြီးမားခမ်းနားကြောင်းတခြားသူတွေပြိုင်ဘက်တွေကလေးစားမှဖြစ်တဲ့အကြောင်းချန်ပီယံလိအသင်းကိုဝင်ခွင့်နဲ့ချန်ပီယံလိကစားခွင့်အောင်တာသူကပို့ပြီးတော့အရေးထားအာရုံစိုက်ပါတယ်တဲ့ချန်ပီယံလိဝင်ခွင့်ရခြင်းအမှတ်တိုင်တစ်ခုထူထောင်ခြင်းပါပဲတဲ့အဲ့တော့ပြီးတော့လေဒီချက်စီနဲ့ပွဲမှာဆိုရင်လည်းသူဒန်ယာကစားသမားတွေကိုအနာပေးမယ်ဒန်ယာရပြန်လာတဲ့ကစားသမားတွေကိုလည်းသူကဒန်ယာရပြီးပြန်လာတဲ့မာဆင်မောင်းတို့အာမတ်တို့ဆိုရင်လည်းသူကပွဲချိန်ပြေမသုံးဘဲနဲ့အချိန်ပိုင်းလေးနဲ့သုံးပြီးတော့သူကစားသမားတွေကိုတဖြည်းဖြည်းနဲ့ train လုပ်ပြီးခေါ်သွားပါမယ်တဲ့ fit ဖြစ်အောင်ဒန်ယာရနေတဲ့ကစားသမားတွေတော့သူအရဲစွန်ပြီးထုတ်မသုံးပါဘူးတဲ့ဒန်ယာခဏခဏရတာမကောင်းပါဘူးတဲ့နောက်တစ်ချိန်မှာသူတို့အတွက်အကျိုးရလက်ဆိုးဝါးစေနိုင်တယ်ပေါ့နော်ဒါကြောင့်သူကအကောင်းဆုံးပြင်ဆင်ပြီးတော့အကောင်းဆုံး17ယောက်နဲ့သူချက်စီပွဲမှာသူအနိုင်ရအောင်စွမ်းဆောင်ပါမယ်တဲ့ပွဲတိုင်းအောင်သူအနိုင်ရအောင်ဆွဲဆောင်မယ်လို့လည်းသူကစူးစမ်းနေပါတယ်တဲ့လေ့ကျင့်နေပါတယ်လက်ကျန်ပွဲတွေကိုလည်းသူအကောင်းဆုံးရှင်းပြိုင်မယ်ပေါ့နော်အဲ့ဒါပြီးတော့မှပဲဒီ final ပွဲကိုသူထပ်ပြီးပြင်ဆင်မယ်ပေါ့ final ပြင်ဆင်သားတာတက်ဒီ Chelsea နဲ့ပွဲရလဲသူ့အနေနဲ့အင်းနဲ့အားနဲ့ကစားသမားအပြည့်နဲ့ထုတ်သုံးပြီးကစားသွားမှာပါလို့ပြောရပါတယ်ဒါလက်ရှိမန်ယူသင်းနီးပြရဲ့အမော်ရင်ကိုအင်တာဗျူးထားတယ်အင်တာဗျူးလေးရဲ့အကြောင်းပါအမိတ်ဆွေတို့ဘယ်လိုထင်လဲကွန်မန့်မှာရေးသွားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်